Hey yo အားလုံးပဲမင်္ဂလာပါ Fitness Journey နဲ့ပြန်လဲကြိုဆိုလိုက်ပါရစေကျွန်တော် Jet ပါဒီခေါက်မှာတော့ကျွန်တော်လေ့ကျင့်ခန်းအကြောင်းတွေပြောမှာမဟုတ်ပါဘူး Protein တွေအများကြီးရပြီးတော့အိမ်မှာအလွယ်တကူချက်စားလို့ရနိုင်တဲ့ကြက်သားချက်နီးလေးချက်ပြအောင်ပဲဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေကဝိတ်ချတဲ့လူဒါမဟုတ်ဝိတ်တင်နေတဲ့လူဆိုရင်ရေလုံပြုတ်စားနေတဲ့နီးလန့်အောင်တုံးနေတော့မလား No မလုပ်ရအောင်တော့မလုပ်ရဘူးအဲ့လို No မလုပ်ရဘူးကိုကရေရှည်သွားမယ်ဆိုရင်ဒီနီလန်းကအလုပ်မဖြစ်ဘူးเนาะပြန်ပွဲဝင်နေတဲ့လူတွေအတွက်တော့ထားလိုက်တို့တို့ဒီမှာဂိုးတွေရှိတယ်ပြန်ပွဲဝင်ဖို့အတွက်ကဒါတို့တို့တစ်ပိုင်းကိုရီးယားပြန်ပွဲဝင်ဖို့အတွက်လည်းမဟုတ်ဘူးကျွန်တော် lifestyle အတွက်ပဲဆော့တယ်ဆိုရင်ရေလုံပြုတ်ကြီးပဲစားစရာမလိုဘူးအရသာရှိလှုပ်စားလို့ရတယ်ပေါ့နော်ပစ္စည်းတွေကလည်းဘာမှအများကြီးမလိုဘူးလုံးဝ simple ရိုးရှင်းတယ် okay ကြော်ပြမယ်ပါလူလဲဆိုတော့ကြက်ရင်အောင်တာတုံးထားတယ်ဘာလို့ကြက်ရင်အောင်တာတုံးလဲဆိုတော့သူက protein ဓာတ်တွေအများကြီးပါဝင်တယ်ပြီးတော့ fat percent နည်းတယ်ပေါ့နော်ကြက်ရင်အောင်တာအဲကြောင့်မလို့ကျွန်တော်ကြက်ရင်အောင်တာနဲ့လုပ်ပြအောင်ဖြစ်ပါတယ်ပြီးတော့ပါဝင်တဲ့ပစ္စည်းတွေကတော့ဒါကြက်တုံဖြူအမုတ်ဒါငရုတ်ကောင်းအမုတ်ဒါကနန်းနန်းပင်အမြင့်ရဲ့အမုတ်ပေါ့နော်နန်းနန်းပင်အမြင့်အမုတ်ကမရှိလဲဘာမှမဖြစ်ဘူးပြီးရင်စားဟင်းချုံမုတ်နံပြာရည်အကျဲပြီးရင်ခရုစီဒါပဲဗျာဒီလောက်ပဲလိုအပ်တာကျွန်တော်ဘယ်လိုချက်မလဲဆိုတာအားလုံးလိုက်ကြည့်လိုက် let's go ချက်ကြမယ်နာလေးနေပေါ့နော်အရသာထဲဝင်အောင်နေမယ်မွေးနေအောင်ဒါဘာမှမကြော်ရတယ်ပြီးရင်ကျွန်တော်တို့ကနိုင်ဝက်ဒါမှမဟုတ်ရင်အချိန်ရရင်တနားလောက်နှက်ထားပါတော့နှက်ထားမယ်ပြီးမှကြော်โอเคညပြီလောက်တော့ကျွန်တော်နှက်ထားလိုက်ပါနော်ကဲနောက်ဆုံးရပြီနော်ရဲလည်းမချွတ်ဘူးကျွတ်ရင်လည်းဝါးရခတ်တယ်ဆိုဒီလောက်အီလေးပဲပေါ့နော်ရဲအားရတယ်ပေါ့နော်ရတာဘယ်လိုနေလဲချက်မိကြည့်မယ်လုံးဝမိုက်နော်အီနေမှာတော်တော်လေးဝေးနေမှာလုံးဝရှယ်ပဲလိုက်ပြီးတော့လှုပ်စားကြည့်ပါနော်โอเคနောက်မှပြန်တွေ့မယ်ဗျာအားလုံးအဆုံးကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်